ဆင်းတာနဲ့တခင်လေးကလူမိုက်အုပ်စုတစုကိုခေါ်လာပြီးညီအမနှစ်ယောက်ကိုဓာတ်ရိုက်ပိတ်ဆို့ကတင်ငန်းစာပေးဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့လူမိုက်ကောင်းဆောင်ကမိန်းကလေးကိုမြင်လိုက်ရတဲ့အခါချက်ချင်းကြောက်လန့်တကြားဖြစ်ပြီးဒူးထောက်ကတထေးလို့ခေါ်လိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ချမ်းသာတဲ့တခင်လေးဟာအံ့အားသင့်သွားပါတယ်။သူဟာလူမိုက်ကောင်းဆောင်ကိုဘေးဘက်ကိုအမြန်ဆွဲထုတ်ပြီးမိန်းကလေးကကြေးလက်ကနေခုမှပြန်ခေါ်လာတဲ့တောသူမလေးဖြစ်လို့သူ့ရဲ့တထေးဖြစ်ဖို့လုံးဝမဖြစ်နိုင်ကြောင်းပြောပြပါတယ်။ဒါပေမဲ့လူမိုက်ကသူ့ကိုချက်ချင်းပါရိုက်ပြီးတေးချင်းရင်မင်းတယောက်တည်းတေငါကိုဆွဲမခေါ်နဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်လူမိုက်ကမိန်းကလေးကိုရှင်းပြခဲ့ရမှာသူမရှိမှန်းသာကြိုသိခဲ့ရင်အစတရတတိရှိရင်တောင်လာရဲမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတော့မိန်းကလေးဟာဒီလူမိုက်ကချမ်းသာတဲ့တခင်လေးရဲ့ကြောထောက်နောက်ခံဖြစ်မယ်လို့ထင်ခဲ့ပြီးဒီအခွင့်အရေးယူပြီးတခင်လေးဟာတကယ်တော့ပဲသူလဲဆိုတာမေးလိုက်ပါတယ်ဒါပေမဲ့လူမိုက်ကဒီစကားကိုကြားတဲ့အခါခေါင်းကိုအကြိမ်ကြိမ်ခါရမ်းပြီးဖြေဖို့မရဲခဲ့ပါဘူးမင်းမြတ်စုံစမ်းခြင်းမပြုဖို့ပါတောင်းဆိုခဲ့ပါတယ်မိန်းကလေးကပိုပြီးရှုပ်ထွေးသွားပါတယ်ဒီလူမိုက်ဟာချမ်းသာတဲ့တခင်လေးကိုရိုက်ရဲပေမဲ့သူ့နောက်ကျောင်းကိုကြတော့ဘာမှမပြောရဲတာကိုနားမလည်နိုင်ခဲ့ပါဘူးဒါကြောင့်သူဟာချမ်းသာတဲ့တခင်လေးကိုတနေ့20ချက်ရိုက်နှက်ဖို့လူမိုက်ကိုအမိန့်ပေးခဲ့ပြီးတခင်လေးရဲ့နောက်ကျောင်းကိုကိုယ့်ဘာသာကိုစုံစမ်းဖို့စီစဉ်ခဲ့ပါတယ်ဟောလေးမထားတာကမိန်းကလေးဘလောက်အစွမ်းထက်တယ်ဆိုတာကိုမြင်လိုက်ရတဲ့အခါမွေးစားညီမဟာကြီးမားတဲ့လုံခြုံမှုခံစားလိုက်ရပြီးချမ်းသာတဲ့တခင်လေးဟာတကယ်တော့အိမ်ထိန်းရသားဖြစ်ကြောင်းတိုးတိုးလေးပြောပြလိုက်ပါတယ်ထို့အပြင်အိမ်ထိန်းမျိုးသမီးဟာတာမန်အိမ်ထိန်းတဦးမဟုတ်ပဲသူတို့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အဖိုးရဲ့ကိုရေးကိုတာအိမ်ထိန်းဖြစ်ခဲ့ပြီးအဖွားဖြစ်ဖို့အထီတောင်နှိစက်ခဲ့မှုပါတယ်ဒါကြောင့်အဖိုးမကွယ်လွန်ခင်ကမိသားစုကိုသူ့ကိုကောင်းကောင်းမွန်မွန်ပြုစုဖို့မှာကြားခဲ့ပါတယ်ဒီစကားကိုထားပြီးနောက်မိန်းကလေးဟာပိုပြီးအံ့အားသင့်သွားပါတယ်အိမ်ထိန်းဟာအဖိုးရဲ့ချစ်သူဖြစ်ခဲ့ရင်တောင်မှအိမ်ရဲ့တခင်တွေထက်တော့မြင့်မနေသင့်ဘူးလို့တွေးမိပါတယ်ဒါပေမဲ့မွေးစားညီမကအဖိုးမကွယ်လွန်ခင်မှာတည်တန်းစာရေးခဲ့ပြီးမိသားစုကအိမ်ထိန်းကိုမလေးစားရဲရင်အိမ်ထိန်းမှာသူတို့ရဲ့ဘိုးဘွားပိုင်အိမ်ကိုသိမ်းယူနိုင်တဲ့အခွင့်အရေးရှိကြောင်းဖော်ပြထားတယ်လို့ပြောပြခဲ့ပါတယ်အဲ့ဒီအခါမှမိသားစုကဘာကြောင့်အိမ်ထိန်းကိုနေရာတကာမှာအလျှော့ပေးနေရတယ်ဆိုတာကိုမိန်းကလေးနားလည်သွားခဲ့ပါတယ်ဒါကြောင့်သူမဟာအိမ်ထိန်းနဲ့အပြည့်ရှင်းဖို့ချက်ချင်းအိမ်ပြန်သွားခဲ့ပါတယ်ဒါပေမဲ့မိသားစုကသူမကိုအိမ်ထိန်းရဲ့သားရဲ့ကားနဲ့မောင်းလာတာကိုမြင်လိုက်ရတဲ့အခါချက်ချင်းထိတ်လန့်သွားကြပါတော့တယ်